Hello အားလုံးပဲမင်္ဂလာပါ Okay အခုဒီထဲမှာတော့ဒါအင်ဒိုနီးရှားပါတိတ်ဒါလေးကနောက်တစ်မျိုးဖြစ်ပါတယ်ဒီခါတော့ကျွန်မစကားလေးပြောပြီးရောင်းထားပေးတယ်ဒီຢာတွေကကြတော့ 2.5 မီတာ 2.5 မီတာခြီကြောဖြစ်ပါတယ်เนาะခြီကြောဓာလေးတွေကကိုလုံးသိတဲ့လူတွေကတော့1ဆက်ဝတ်လို့ရတယ်နှစ်ခိုက်ခွဲလीเนาะနှစ်ခိုက်ခွဲပါဒီလိုဒီပါတိတ်တွေကအနံနဲ့တော်တော်ရှိပါတယ်အနံနဲ့တော်တော်ရှိတယ်ကိုလုံးအရင်ကြီးရဲ့လူတွေကကြတော့ချီပုံလေးနဲ့ဆက်ရတယ်ချီပုံလေးနဲ့ဆက်မှပို့လာတယ်เนาะဒါကျွန်မရောင်းချင်လို့ပြောတာမဟုတ်ဘူးဒီဇိုင်နာတွေချုပ်ထားတဲ့ဟာတွေရှိတယ်ဒီလိုအောက်ချမ်းလေးတွေမှာလက်ကလေးတွေမှာနမို့လို့ရှိရင်ကြတော့တစ်ထည်လုံးဒီအပွင့်နေပြီဖြစ်နေတော့နည်းနည်းပြည့်ရဲနေတာပေါ့เนาะဒါလေးဒီဟာလေးကျွန်မဒါအခုတစ်ခုချင်းစီပြသွားလိုက်မယ်အရန်လာတယ်เนาะရန်လာတယ်ဒါတော့ page နဲ့ကျွန်မတပြိုင်နက်တည်းတင်တာဖြစ်တဲ့အတွက်ဝယ်တိုင်းတော့ရားချင်မှရတယ်ပေါ့เนาะဒီအတွက်ဆိုပြီးတော့ထားပြီးတော့ထားရင်လည်းလာဝယ်ချင်မှဝယ်တာမဟုတ်ဘူးအကြောင်းမလို့လေအရန်လှပေါ်ပါเนาะခြီသားတွေတအားကောင်းတယ်ပါတိတ်ကြီးပါဒါလေးတွေက9000နဲ့3000ပါကျွန်မအခုတော့ဒါလေးတွေကတော့အရောင်လေးတွေပဲပြသွားလိုက်မယ်เนาะဒါလေးကကြတော့ဒီရောင်ပါเนาะဒီရောင်အဲ့အစင်လေးတွေကလေအဲ့လိုကိုယိုကာယာလေးတွေနဲ့ကိုအရန်လှတော့ပါเนาะအရန်လှတော့ပါအဲ့လိုကြောင့်မလို့တစ်ခါကျတော့တချို့ကဝယ်တိုင်းမရဆိုတော့ TikTok ရဲ့ view တက်တဲ့ပုံမူတည်တယ် TikTok view ကပြောမယ်ဆိုရင်နောက်ရက်မှတက်တယ်ဆိုဝယ်သူတွေကိုနောက်ရက်မှရောက်သွားကျမတို့က page မှာ down ပြလိုက်ပြီပေါ့နော် okay ဒါလေးကကြတော့ဒီရောင်မှာရောင်လေးတွေအရင်ချစ်စရာကောင်းတယ်เนาะအရင်ချစ်စရာကောင်းတယ်နောက်တစ်ခုဒါလေးကကြတော့ဒီရောင်မှာတချို့ကကြတော့ဘယ်လိုဝယ်ရမှလဲမဝယ်တတ်ဘူးဘာမှလည်းမပြောဘူးဒါကြောင့်လို့ကဲပြောပြပါလေလှနေရောပဲကွယ်ချုပ်လိုက်လို့ရှိရင်ပတ်တဲ့အရင်လှတယ်သူတို့ကပတ်တန်တွေကအဲ့လိုပေါ့သူကကစားထားတာเนาะဟိုပတ်တန်တစ်ခုလည်းသွားထားတာမဟုတ်တော့လေကဲဒါလေးကဒီရောင်လေးပါเนาะတမကလေTikTok ကလူတွေကိုအရင်တင်ပေးတယ်အမြဲတမ်းအမြဲတမ်းအရင်တင်ပေးတာเนาะဒါလေးဆိုရင်ဒီရောင်မှာနှက်ချက်မချစ်စရာလေးတွေမီးဖိုးလေးတွေနဲ့ပန်းလေးတွေနဲ့ဖြစ်ပါတယ်နောက်တော့တစ်ခုဒါလေးကကြတော့ဒီလိုသူကကြတော့အဖုမပါတာကွယ်เนาะအဖုမပါတာခြီချောပေါ့ခြီချောပါတိတ်ပေါ့เนาะဒါလေးကကြတော့ဒီအရောင်မှာအရန်လာတာเนาะအရန်လာတာအရောင်လေးဆိုတာလေတကယ်ကိုဘိုးဆန်တော့ကာလာလေးပဲเนาะဒီလိုမျိုးလေးပါနောက်တစ်ခုဒါလေးကကြတော့ဒီလိုအနက်နဲ့အနီနဲ့ဦးလှလိုက်တာဒီမှာကြည့်ပါဦးအနက်နဲ့အနီလေးနဲ့ချစ်စရာလေးเนาะချစ်စရာလေးဒီလိုလက်ပြက်လေးတွေပဲဝေးရင်ဘုံလေးတွေပဲချုပ်ရင်ဘုံကျမတို့ဆိုရင်ဘုံနောင်ချုပ်လို့ရတယ်เนาะရင်ဘုံနောင်ချုပ်ဝေလို့ရတယ်နောက်တစ်ခုဒါလေးကကြတော့ပန်းရောင်လေးပါအိုးလှလိုက်တာအရန်လှတယ်ဒီမှာကြည့်ဦးဒါလေးကကြတော့ဒီရောင်လေးပါနောက်တစ်ခုဒါလေးကကြတော့ကျမတော့ဘိုးဆန်ကာလာလေးကိုရမ်းကြိုက်တယ်ပေါ့နော်ဝတ်လိုက်တယ်ဟေးဆိုတာနဲ့ဒီမှာကြည့်ဦးဒါလေးနော်ဒါလေးဆိုလည်းကြည့်ဦးအားလှတယ်ဒီမှာကြည့်ဦးနော်ကဲအဲ့တော့ဒါအဝယ်ရှင်တဲ့သူတွေက Viber လေးမှလည်းလာဝယ်လို့ရပါတယ်အဲ့နော်ကျမတို့